မင်္ဂလာပါမျိုးတို့ရေတကြံရောက်ဖို့ကတလားတော့မလို့တော့ဘူးနော်ရှင်တွေလည်းခုန်နေကြပြီမလားဒီနေ့တကြံမှာရန်ကုန်မန္တလေးမှာပဲရေပတ်ခံထွက်မလားဒါမှမဟုတ်ခီးပဲတွားကြမလားတွားရှင်နာကတော့တွားရှင်တယ်ပတ်စံကလည်းတိတ်မရှိဘူးဆိုတဲ့အမျိုးတွေအတွက်ဈေးတက်တာပြီးအလန်းဆုံးဖြစ်မဲ့နေရာတွေကိုကြံပြုတ်ပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1ကတော့ရှောင်းတာငွေဆောင်ကန်းရှိပဲဖြစ်ပါတယ်။တငယ်ချင်းတွေနဲ့စုပြီးကာငါသွားမယ်။အဆောင်မှာစုအိတ်ကြမယ်ဆိုရင်ဈေးကအတော်လေးတက်တာပါတယ်။နံပါတ်2ကတော့ပြေဦးလွင်ပါ။ယာရီဥတုအေးအေးဆေးလေးနဲ့ပန်းပွဲတော်တွေကြည်ရင်တကြံကိုအေးအေးလူဖြတ်တန်းလို့ရပါတယ်။နောက်ဆုံးတစ်ခုကတော့ကန္နာလန်းနဲ့ရေတခွန်ခီးစင်လွေးတွေပါ။နီးစရာမျိုးအပြင်ရေတကွန်တွေမှာတငယ်ချင်းတွေနဲ့ချက်ပြုတ်စားတော့ပြီးရေကစားရတာကလည်းဒီနှစ်အတွက်ထွန်းတစ်ခုဖြစ်လာအောင်ပါနောက်ပြီးဒီနှစ်မှာထွက်လာတဲ့တကြံတရှင်းအစ်စ်လေးတွေရောနားထောင်ပြီးပြီလားအရင်လို EDM တွေကြီးပဲမဟုတ်ပဲမြန်မာဆန်စီးချက်လေးတွေပြန်ပါလာတာကိုအထီးထားမိမှာပါတချို့ရှင်းတွေဆိုရင် TikTok မှာကလို့ရန်ကောင်းတဲ့ beat တွေပါဝင်လာတာပါဘယ်ရှင်းကကလို့အကောင်းဆုံးလဲဆိုတာဗီဒီယိုအောက်မှာ comment ရေးခဲ့ကြပါဦးခရီးသွားဖို့ပဲဖြစ်ဖြစ်ရေကစားဖို့ပဲဖြစ်ဖြစ်အခုကလေးကကြိုပြင်ထားပြီးရင်ခုန်စောင့်ကြကြအောင်ပါတကြံမှာဘလူးတွေနဲ့ဘယ်ကိုသွားဖို့စီစဉ်ထားတဲ့ဗီဒီယိုမှာတိုင်ပင်လက်အောင်ပြုတ်အားလုံးပဲပျော်ရွှင်စရာတကြံဖြစ်ပါစေခင်ဗျာ